လားဆိုတော့အာတာဖြေတာအာတာပြေသွားတဲ့အတွက်စိတ်ကြည်နေတဲ့ကောင်းတာပေါ့တခုရှိတာကမြင်မှုမှာပါဟာတာဗီဒီယိုတွေမှာလည်းရိုက်တာမျိုးငကွင်းနဲ့ညိုဒူးတဲ့ချောင်းမျိုးဒူးတဲ့တုံနေတာဆိုတဲ့ပုံစံမျိုးပေါ့နော်တနေ့ကိုကဲ့ကျမ်းမာရေးအခြေအနေပေါ်မူတည်ပြီးတော့ကိုယ့်ရဲ့ခံနိုင်ရည်စွမ်းပေါ်မှာမူတည်ပြီးတော့ကိုယ့်ရဲ့ကျမ်းမာခြင်းမကျမ်းမာခြင်းကွဲသွားတာနေ့တိုင်းအာတာဖြေလို့ရလားရတယ်ဘာမှမဖြစ်ဘူးဆိုကြမရှိဘူးသို့တော်ညာလည်းကျမ်းမာရေးအားနည်းတယ်ဆိုရင်တော့ခုနကလိုမျိုးဟာတာတွေရလိုမျိုးဖြစ်လာတယ်ဆိုရင်တော့အဆင်မပြေနိုင်တာဖြစ်တဲ့အတွက်အိမ်အောင်တယ်ဆိုရင်တော့တနေ့ကိုတပတ်ကိုမနက်တိုင်းဆက်ဆံရင်အသင့်တော်ဆုံးလဲဆိုတာသိရသူရှိရင် comment မှတ်ခဲ့ပြီးသိကျင်တဲ့သူရှိရင်လည်း comment မှတ်ခဲ့ပြီးမဆိုရဲ့ဒီလိမ်မှုကိစ္စအိမ်အောင်ရေးဒုက္ခနဲ့ပတ်သက်ပြီးတော့အမျိုးသားကျမ်းမာရေးမျိုးသမီးကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မျှဝေပေးနေရဆိုတဲ့ပညာရေးတွေကဈေးပေါ်လို့မဟုတ်တယ်လို့နော်ဒါတွေကလေ့လာသင်ထားတဲ့ပညာရေးတွေဖြစ်ပါတယ်အချိန်တွေရောငွေတွေရောပေးပြသင်ယူခဲ့ရတဲ့ပညာတွေပါအဲ့တော့ဒီမှာတနေ့တစ်ခါသုံးလို့ရင်ဆိုရဖြစ်နေတော့မရှိပါဘူးကိုယ့်ရဲ့တက်ရွယ်ကိုယ့်ရဲ့ကျမ်းမာရေးကျမ်းမာနိုင်ဆုံးမှာမူတည်ပြီးတော့စိတ်ကျဉ်နိုင်ရင်အဆင်ပြေပါတယ်အဲ့တော့လိုအပ်တဲ့ကျမ်းမာရေးပိုင်းမှာအားနည်းလာပြီဆိုရင်တော့လူရင်းချစ်စင်တွေအားနည်းတယ်အိတ်မပြောတော့ဘူးเนาะကိုယ့်ရဲ့အာရုံစိုက်နိုင်ဆိုတာအလုပ်လုပ်ငန်းခွင်မှာအဆင်မပြေဘူးဒေါသထွက်လွယ်တဲ့စိတ်တူလွယ်တယ်ဆိုတဲ့အခြေအနေတွေဖြစ်နေတယ်ဆိုရင်တော့ကိုယ့်ရဲ့တက်စထရိုဟော်မုန်းကိုပြန်ကြည့်အောင်เนาะပြန်ပြီးတော့ပြုတင်နေတာတွေဖြစ်ဆွဲနေတာတွေဖြစ်ဆွဲရတယ်ရှိတယ်အဲ့ဆိုကိုယ်တွေကြတော့ဇောကနေတော့အဲ့ဒီပြင်နေတာတွေကိုမပြုတ်ပြင်တော့ဘဲနဲ့တပွဲတို့ຢာတွေကိုပေါ့နော်တနေ့ရက်ကိုတစ်ချီချက်နှစ်ချီနှစ်ချီချက်သုံးချီဆိုပြီးဖြစ်စင်ကြတဲ့အတွက်ဇောတွေကြောင့်ဆေးတွေသုံးပြီးတော့မှားရင်းတာသုံးပြီးတော့ရေးချကြမှာအဆင်မပြေတာမျိုးတချို့အကိုတွေကပါလဲဆိုဆရာမရဲ့ဟိုဘက်တစ်ချက်စုကြီးကောက်မှဆိုပြောကြတယ်အဲ့စစ်တောင်းမဲ့စားတဲ့အဲ့ဒီတော့မှဒါဘီယာကိုတောင်းလိုက်မှာပေါ့ဆိုတာမျိုးပေါ့နော်အဲ့ဒီဘီယာရက်တွေကပို့ပြီးအဆင်ပြေတာပေါ့ဆိုတဲ့အနေအထားမျိုးပေါ့နော်ရေတုံမှာတော့အဆင်ပြေတယ်ကြာသွားလိမ့်မယ်ဒါပေမဲ့ရေချိန်မှာတော့ဘလောက်ခန္ဓာကိုယ်မှာအသေးတွေရောဒီသုံးလို့မြန်တဲ့အပိုင်းတွေမှာရောဘလောက်အရက်တွေကထိခိုက်လဲဆိုတာကတချို့ကိုယ်တွေကတော့သိလိမ့်မယ်တချို့ကိုယ်တွေကတော့သိကျင်မှလည်းသိလိမ့်မယ်အဲ့တော့ရေချိန်မှာတော့အရက်ဘီယာတွေကအဆင်မပြေဘူးရေတုံတပွဲလို့တော့ကတော့တခဏတာတော့ကတော့အဆင်ပြေဒါပေမဲ့ဒီလိမ်မှုကိစ္စဒီမြို့သားတွေတော့ကတရက်မှမလုပ်ရရင်မနေနိုင်ဘူးဆိုတဲ့အမျိုးသားတွေရှိရင်လည်း comment မှန်းခဲ့တော့အဲ့တော့တရက်မှမလုပ်ရရင်မနေနိုင်တဲ့မျိုးသားတွေကနေ့တိုင်းကြီးရက်တော့နေအဆင်ပြေမလားဆိုတာလည်းနည်းနည်းလေးထည့်ပြီးစဉ်းစားပေးသိချင်ပါတယ်ရှင်အဲ့တော့ကိုယ့်ရဲ့ပုံမှန်တိုင်းကျန်းမာနေဖို့ရဲ့ကိုယ့်ရဲ့အစားအသောက်ပုံမှန်မူတည်တယ်ကိုယ့်ရဲ့အိမ်နေပုံမူတည်တယ်စိတ်ပီစီမှုတွေလှုပ်ရှားနိုင်စွမ်းစိတ်ကို control လုပ်နိုင်စွမ်းစိတ်ကြည်နေဖို့ကပို့ပြီးတော့မူတည်တာဖြစ်တဲ့အတွက်တခြားသောခန္ဓာကိုယ်ထဲကရှိတဲ့အတွင်းကလေးစားတွေကလည်းကျန်းမာနေဖို့လိုတယ်ဒီဘိုင်းတွေမကျန်းမာနေဘူးဆိုရင်လည်းဒီတုပ်လို့တဲ့အပိုင်းမှာလည်းဆိုးကျိုးတွေကဖြစ်သွားနိုင်တာပဲအားနည်းသွားနိုင်တာပဲအဲ့အတွက်ဒါကဆမပြောတဲ့စကားဒီမရှိပြောတဲ့စကားဒီတမန်တမက်ကြလားမကြလားဆိုတာကိုတခြားလေးပြန်ပြီးနားထောင်ကြည့်ပါအရစ်တို့ကိုတက်ပြီးတော့မစင်းစားကြပါနဲ့တရက်ကိစ္စမဟုတ်တဲ့အတွက်အတွင်းကပဲကျန်းမာအောင်စားတောက်နေထိုင်နေအားလေးတွေကိုစနစ်တကျမိဝဲတယ်ဆိုရင်တော့နေ့စဉ်လုပ်လဲဆိုကြမရှိပါဘူးရှင်လို့ပြောပြရစီနော်